အရင်တော့အမေအင်ကြီးပဲကိုယ့်အင်ကြီးဖြစ်ခဲ့တာအခုတော့အဖေအင်ကြီးတဲ့ကိုယ့်အင်ကြီးဖြစ်လာပါတော့မယ်သူရဲ့ဗီဒီယိုတွေကနေပြီးတော့တွားရေးလာတဲ့ shot အကွက်ကြီးကိုအခုပြထားတဲ့ boxy crop shot လေးအနေနဲ့ပြောင်းချုပ်ပါမယ်နော်ဒီ boxy crop shot လေးကကြတော့ jean နဲ့ပဲတွဲဝေးဒါမှမဟုတ်လို့ရှိရင် style band နဲ့ပဲတွဲဝေးပေါ့နော်လိုက်ဖက်နေမယ်ပုံစံမျိုးလေးဖြစ်ပါတယ်။ထမဆုံးလုပ်ပေးရမှာကကြတော့အင်ကြီးရဲ့ကြက်တီးတွေကိုအကုန်လုံးတက်ထားမယ်ပြီးတော့လို့ရှိရင်အင်ကြီးလေးကိုတိချလေးဖြန့်လာလိုက်မယ်ပေါ့နော်။ရှေ့ကိုအရင်ဆုံးဖြတ်လိုက်ပါမယ်နော်။အရှေ့တိုင်းတဲ့နေရာမှာဆိုရင်မတို့ကဒီရှက်ကော်လန်မှာဆိုရင်အောက်ကလေကရုံးကော်လန်လေးရှိရဲလေကရုံးကော်လန်နဲ့ဒီပခုံးနဲ့ပေါ့နော်ထိနေတဲ့ဒီနေရာလေးပေါ့နော်။အဲ့နေရာကနေပြီးတော့မှအရှေ့လေးကိုတိုင်းပါမယ်။မာကတော့အရှေ့ကို20လက်မလေးယူပေးထားပါတယ်နော်။အရှေ့ကတော့ကိုလိုချင်တဲ့လောက်လေးယူလို့ရပါတယ်နော်။ပြီးပြီဆိုရင်ဒီအရှည်လေးတိုင်းကိုအရင်ဆုံးညှက်ချလိုက်ပါမယ်ဒီမှာဆိုရင်အောင်နောက်ခောက်တဲ့နေရာမှာကြက်တီးခတ်နေရဖြစ်တဲ့တော့ဒီကြက်တီးလေးကိုမှဖြုတ်လိုက်မယ်နော်ပြီးပြီဆိုလို့ရှိရင်မတို့ပခုံးမှတ်မယ်ပေါ့နော်ပခုံးမှတ်တဲ့အခါမျိုးမှာလည်းဆွမ်းနာတော့အရှည်မှတ်တဲ့နေရာပေါ့နော်ဒီလေကရုံးကော်လန်နဲ့ဒီမှာဆိုလို့ရှိရင်ပခုံးနဲ့ထိတဲ့နေရာလေးပေါ့နော်အဲ့နေရာကနေစပြီးတော့ပခုံးမှတ်ပါမယ်ပခုံးကကြတော့ဟိုဘက်ကို9လက်မခွဲဒီဘက်ကို9လက်မခွဲလေးမှတ်ပေးပါနော်အခုအမချုပ်ပြမယ် site လေးကကြတော့ free site လေးဖြစ်ပါတယ်နော်။ရင်34 35လောက်ထိတော့ဝေလို့ရပါမယ်။ပြီးဆိုရင်မတို့ဒီပခုံးမှတ်ထားတဲ့အမှတ်ကလေးကနေပြီးတော့မှအောက်ကို6လက်မလေးမြင်းဖြောင်းလေးတိုင်းဆင်းပေးပါမယ်။ဒီဘက်ချန်လည်းအတိုင်းပဲပခုံးအမှတ်ကနေပြီးတော့မှအောက်ကိုမြင်းဖြောင်းလေးတိုင်း6လက်မလေးဆင်းပေးပါမယ်။ပြီးဆိုရင်မတို့ဒီအမှတ်နဲ့ဒီအမှတ်လေးနဲ့ကိုပေရန်လေးနဲ့လမ်းဆက်လိုက်မယ်နော်ရှိုင်းကြီးမှာဆိုလို့ရှိရင်ဒါလေးကကြအပေါ်ရှာလေးပေါ့နော်ဒီအပေါ်ရှာလေးကိုမတို့တဝက်ကလေးဝတ်လိုက်မယ်ဝတ်ပြီးသားလို့ရှိရင်မတို့ဒီကနေပြီးတော့မှဒီဘက်ကိုပေါ့နော်10လက်မလေးထပ်ပြီးတော့မှတ်ပေးပါမယ်နော်အဲ့ဆိုလို့ရှိရင်ဒီနာဒီက10လက်မလေးဖြစ်သွားပါမယ်ပြီးရင်ဟိုဘက်ကိုလည်းအမ10လက်မလေးမှတ်ပေးပါပြီးတော့လို့ရှိရင်မတို့ဒါလေးကကြတော့ချိုင်းမြင်းလေးပေါ့နော်ဒီချိုင်းမြင်းလေးရဲ့ဒီမှာဆိုလို့ရှိရင်ဒါက10လက်မမှတ်ထားတဲ့အမှတ်ကလေးပေါ့နော်အဲ့လေးကိုအမတို့အလိုက်တင်လေးအဝိုက်လေးပြန်ပြီးတော့ဆွဲပေးပါမယ်နော်ဒီလိုမျိုးလေးအလိုက်တင်လေးပဲဝိုက်ဝိုက်လေးဆွဲပေးပါဟိုဘက်ချန်လေးအတိုင်းမှာတို့ဒီ10လက်မမှတ်ထားတဲ့အမှတ်လေးကနေပြီးတော့မှအပေါ်ကိုအလိုက်တင်လေးပဲအဝိုင်းလေးဆွဲပေးပါမယ်နော်ပြီးပြီဆိုရင်မတို့ဒီ10လက်မကနေပြီးတော့အောက်ကိုမြင်းဖြောင်းလေးတိုင်းတန်တန်လေးဆွဲလိုက်ပါမယ်ဒီဘက်ချန်လေးအတိုင်းပဲမြင်းဖြောင်းလေးတိုင်းပဲတန်တန်လေးဆွဲလိုက်မယ်နော်ပြီးပြီဆိုရင်မတို့ဒီမြင်းဖြောင်းလေးတိုင်းတွားပြီးညှက်မယ်နော်ညှက်ပြီးပြီဆိုရင်ဒီမှာ giant white ကလေးတိုင်းတို့ညှက်လိုက်ပါမယ်ဝက်ချန်လည်းအတိုင်းလေးပဲမှညှက်ပေးပါနော်ဆိုရင်ဒီလိုပုံစံလေးရပါမယ်ပြီးတော့ဆိုရင်မတို့လက်ညှက်မယ်ပေါ့နော်လက်ညှက်မှာဖြစ်တဲ့အတွက်ဒီဘက်ကပုံနေရဲ့အစာကြီးကိုညှက်ချလိုက်ပါမယ်ပြီးဆိုရင်မတို့ဒီအလေကနေပြီးတော့သူ့ခွဲလိုက်မယ်နော်ဒါကချုပ်ထားတဲ့မြင်းချောင်းပေါ့နော်အိမ်မြင်းချောင်းလည်းညှက်ချလိုက်ပါမယ်ပြီးပြီဆိုရင်ဒီလက်မဒီမှာဆိုရင်ချုပ်ရလေးရှိရနော်အဲ့ချုပ်ရလေးကိုဖယ်ပြီးတော့ညှက်ချလိုက်ပါမယ်သူလက်အဝိုက်တိုင်းနေပဲပေါ့နော်ညှက်ချပါမယ်နော်မနော်ဒီနားကနေပြီးတော့ဆက်ညှက်တာပါဒီမျိုးလေးရမယ်နော်နောက်တစ်ဖက်ကိုလည်းဒီတိုင်းလေးပဲညှက်ပေးပါပြီးတော့ဆိုရင်အမတို့ဒီလက်နဲ့ဒီချိုင်း white လေးနဲ့ကိုလာတိုင်းကြည့်ပါမယ်နော်။ဆိုရင်ခောက်ထားရဲ့အတိုင်းလေးပဲဒီလိုမျိုးလာထားမယ်နော်။ပြီးတော့လို့ရှိရင်လက်လေးနဲ့သူ့အသားလေးရွှေ့ပေးပါမယ်။ရွှေ့ခါမှာဆိုလို့ရှိရင်ဒီမှာကွက်တီဖြစ်နေရပါတော့။ကွက်တီဆိုရင်တော့ဘာမှလုပ်ဆရာမလိုတကယ်လို့ကွက်တီမဖြစ်ဘူးဆိုလို့ရှိရင်အမတို့ဒီလက်ကရှည်ထွက်နေရမျိုးဆိုရင်ညှက်ချပေးရမယ်ပေါ့နော်။ပြီးပြီဆိုရင်အမတို့လက်လေးနှစ်ဖက်ကိုပြန်ပြီးတော့ထပ်ထားလိုက်မယ်။
ပြီးတော့ရင်အရှိညက်ပါမယ်နော်အရှိအားကြတော့အမက9လက်မခွဲလေးယူပေးပါမယ်အဲဆို9လက်မခွဲလေးမှတ်လိုက်မယ်မှတ်ပြီးတော့လို့ရှိရင်မတို့ဒီဘက်ကိုမြင်းဖြောင်လေးတိုင်းနှမ်းဆွဲလိုက်မယ်နော်ပြီးဆိုရင်လက်ဝါးကြတော့9လက်မလေးယူပေးပါမယ်အဲဆိုလို့ရှိရင်မတို့ဒီလက်ဝါးအမှတ်ကလေးရဲ့ဒီအဆောင်လေးကိုဒီမျိုးလေးလှမ်းဆက်လိုက်မယ်နော်ပြီးတော့ရင်မတို့ဒီအမှတ်ကနေပြီးမှအပေါ်ကို2စိတ်လေးတက်ပေးပါ2စိတ်တက်ပြီးသွားရင်ဒီအမှတ်လေးနဲ့တူဒီလိုဆောင်းဆောင်းလေးပြန်ပြီးတော့လှမ်းဆက်လိုက်ပါမယ်အဲဆိုရင်မတို့ဒီမြင်းဆောင်းဆောင်းလေးတိုင်းမယ်ညှက်ချပါမယ်နော်ဆိုရင်လက်နှစ်ဖက်ရသွားပါပြီပြီးတော့လို့ရှိရင်လက်မှာလက်ပတ်စာအတွက်ဆွမ်းနာရညှက်ထားတဲ့အောက်ပိုင်းကိုပြန်မျိုးရှူလာမယ်ပေါ့နော်ယူလာပြီးတော့လို့ရှိရင်ဒီနောက်ချမ်းအပိုင်းလေးကိုတုံးလိုက်ပါမယ်ဆိုရင်မတို့ချုပ်ရိုးလေးတွေကိုကကြီးလေးနဲ့ညှက်လိုက်မယ်ပြီးတော့ဆိုရင်မတို့3လက်မခွဲရှိရဲ့အပြားလေးညှက်ပါမယ်နော်ပြီးရင်နောက်တစ်ခါလည်း3လက်မခွဲအပြားလေးညှက်ပါမယ်ပြီးတော့ရင်မတို့အလဲကိုခောက်ချလိုက်မယ်နော်ပြီးဆိုရင်မတို့ဒီအလဲကနေပြီးတော့ဟိုဘက်ခြမ်းကို6လက်မလေးမှတ်လိုက်ပါမယ်မှတ်ပြီးတော့လို့ရှိရင်ကကြီးနဲ့ညှက်ချလိုက်မယ်နော်ထမဆုံးမတို့လက်ပတ်လေးချုပ်ပါမယ်နော်လက်မှာဆိုလို့ရှိရင်ဒါကကြက်ချိတ်ခတ်တာမလှဘက်ပေါ့နော်ဒါလေးကကြာအလှဘက်ပါမတို့မလှဘက်ကနေပြီးတော့အရင်စချုပ်ပါမယ်နော်ဆိုရင်ဒီဥစ္စာလေးကကြာမတို့လိုမျိုးလေးခောက်လိုက်မယ်ခောက်ပြီးသွားပြီဆိုရင်ဒီအရှိကိုတလက်မခွဲလောက်ပေါ့နော်မှန်းပြီးတော့ထွက်လိုက်မယ်နော်အတိအကျကြီးတော့ဖြစ်စရာမလိုတလက်မခွဲလောက်လေးဒီအပြားလေးပိုရှိပြီးတော့ထွက်လိုက်မယ်ထွက်လိုက်ပြီးတော့လို့ရှိရင်မတို့ဒီမှာလာချုပ်မယ်ပေါ့နော်ချုပ်စာကတော့အကုန်လုံးကို4စိတ်ပဲချုပ်ပါမယ်ချုပ်ပြီးပြီဆိုရင်မတို့ဒါလေးကိုဒါဆက်လေးတော့ထုတ်ပါမယ်နော်ပြီးပြီဆိုလို့ရှိရင်မတို့ဒါလေးဒီလိုလေးပြန်ပြီးတော့ခောက်လိုက်မယ်နော်ဒါဆိုလို့ရှိရင်ချုပ်စာကကြာလက်ဖက်ကိုထားမယ်နော်ပြီးရင်ဒီဘွားကနေပြီးတော့ဒီချောင်းလေးဖိနေမှာမယ်ပြီးတော့ဆိုရင်မတို့ဒါလေးကိုအလားဘက်ကိုပြန်ပြီးတော့လှန်လိုက်ပါမယ်နော်ပြီးပြီဆိုရင်ဒါလေးတွေကိုပင်းရက်လေးနဲ့ထိုးပေးပါပင်းရက်လေးထိုးပြီးသွားပြီဆိုလို့ရှိရင်မလားဘက်ကိုပြန်ပြီးတော့လှန်လိုက်မယ်ပေါ့နော်လှန်လိုက်မယ်ဆိုရင်ဒီမှာလက်မှာညှက်ထားရေးဆောင်းဆောင်းလေးရှိရပေါ့နော်အဲ့ဆောင်းဆောင်းလေးတိုင်းသူဒီလိုမျိုးလေးတစ်ဆောင်းလေးလာချုပ်ပေးပါဒီဘက်ခြံလည်းအတိုင်းလေးပဲချုပ်မယ်နော်ပြီးသားဆိုရင်မတို့ဒီဆောင်းဆောင်းလေးအတိုင်းပုံနေရဲ့အစလေးကိုညှက်ချလိုက်ပါမယ်ဒီဘက်ခြံလည်းအတိုင်းပဲပုံနေရဲ့အစလေးကိုညှက်ချလိုက်ပါမယ်ပြီးတော့ရကြအမတို့ဒီလက်ရဲ့အလဲပေါ့နော်အလဲနာလောက်ကိုမှန်းပြီးတော့ဒီနားလေးမှာတစ်ချောင်းလေးချုပ်ပေးမယ်နော်တစ်ချောင်းကကြတော့အမတို့ဒီလောက်လေးပဲနော်အလောက်လေးပဲတို့ဖိပြီးတော့ချုပ်ပေးပါဆိုရင်အမတို့ဒီလောက်လေးပဲနော်တေးသေးလေးပဲချုပ်ပေးတာပါဆိုရင်အမတို့လက်လေးမှာလက်ပတ်လေးတက်လို့ပြီးသွားပါရင်နောက်တစ်ဖက်ကိုလည်းဒီတိုင်းလေးပဲတက်ပေးပါနော်နောက်ဖက်လုံးချုပ်ပြီးသွားပြီဆိုလို့ရှိရင်လက်တွဲပါမယ်နော်လက်ကြမယ်ဆိုလို့ရှိရင်မတို့ဒါလေးဒီလိုလေးဖြန့်လိုက်မယ်ဖြန့်ပြီးသွားပြီဆိုရင်ဇိုင်းနဲ့လက်နဲ့ကိုအလှလှချင်းလေးထပ်ပြီးတော့တွဲပါမယ်နော်ဒါဆိုရင်ဒါလည်းအလှဒါလည်းအလှချင်းလေးထပ်ပြီးတော့တွဲပါမယ်ဒါဆိုရင်ဒီအဝိုက်ကလေးကနေစပြီးတော့တွဲပါပါမယ်နော်ဒီမျိုးလေးပါနော်ပြီးဆိုရင်မတို့ဒါလေးကိုဒါဆက်လေးတော့ထိုးပါမယ်
လက်ချုပ်သွားပြီဆိုလို့ရှိရင်ဘေးပူပါမယ်နော်ဘေးပူလို့ရှိရင်လည်းမတို့အလှလှချင်းလေးထပ်ပြီးတော့ပဲဘေးပူပေးပါမယ်အဲဆိုရင်ဒီကနေပြီးတော့ချုပ်လာမယ်ပြီးသွားလို့ရှိရင်ဟိုအောက်ထီကိုချုပ်ပေးပါနော်ဒီဘက်ခြံလေးတက်မယ်ဒီကနေပြီးတော့ချုပ်မယ်ပြီးရင်ဟိုအောက်ထီကိုချုပ်ပေးပါဒီဆိုရင်မာရီနကိုဓာတ်ဆက်သွားထုတ်ပါမယ်နော်ဒီနှစ်ဘက်လုံးချုပ်ပြီးသွားပြီဆိုတော့အောင်နာလေးတစ်ပတ်လုံးခောက်လိုက်ပါမယ်နော်အဲဆိုလို့ရှိရင်တော့အမားတို့လိုချင်တဲ့ boxy crop shot လေးရသွားပါပြီเนาะအဲဆိုလို့ရှိရင်အမားအိတ်ကတ်ကွာကြတော့မကြိုက်တာဖြစ်တဲ့အတွက်အိတ်ကတ်လေးဖြုတ်လိုက်ပါတယ်ဆိုတော့အားလုံးမရမယ်လို့ထင်ပါတယ်ဒီလိုနားမလည်ရရှိလို့ရှိရင်မ comment အောက်မှာထပ်ပြီးတော့မိပေးခဲ့ပါเนาะကျွန်တော်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်